မြန်မာကိုပြည်သက်များအားလုံးပဲမြင်ပါများဒီနေ့မှာကျွန်တော်တို့ကရှုံးထွက်16တင်အဆင့်ပွဲစဉ်တွေဖြစ်တဲ့ဘရာဇီးနဲ့နော်ဝေးမက္ကဆီကိုနဲ့အင်္ဂလန်ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့မြန်မာဒေသအသင်းကစားသမားဟောင်းဟန်တာယူနိုက်တက်အသင်းကြီးပြချုပ်ကိုမျိုးမင်းထုံးတဲ့သူသုံးသပ်ပေးတော့မှာဖြစ်ပါများကိုရေမင်္ဂလာပါမင်္ဂလာပါညီလေးအဲ့တော့ဒီနေ့ပွဲရောတကယ်ပြည်သက်တွေစိတ်ဝင်စားတဲ့ပွဲကောင်းတွေဖြစ်တယ်ပေါ့ကိုဘရာဇီးနဲ့နော်ဝေးမက္ကဆီကိုနဲ့အင်္ဂလန်နှစ်ပွဲလုံးကကောင်းတယ်အဲ့တော့ပထမဆုံးအနေနဲ့ဒီဘရာဇီးနဲ့နော်ဝေးပွဲပေါ့လေအဲ့ဒီပွဲအကြောင်းမပြောခင်မှာဒီလက်ရှိအချိန်မှာကိုကလည်းဘရာဇီးပြည်သက်ဖြစ်ခဲ့ဘူးလို့သိရပေါ့သိရတယ်ပေါ့အဲ့တော့ဘရာဇီးရဲ့ခြေစွမ်းတွေကိုပထမဆုံးပြောပြပါဦးဘရာဇီးကခြေစွမ်းကတော့တကယ်ဟိုပြောမယ်ဆိုရင်တော့အရန်ကြိုက်တဲ့အထဲမှာတော့မပါသေးဘူးဒါပေမဲ့ဘရာဇီးကိုတော့အားပေးနေစေအားပေးမဲ့ဖြစ်တယ်ကျွန်တော်တို့ညက်ညောတဲ့ကစားဟန်တော့မရှိသေးဘူးเนาะမမြင်ရသေးဘူးဒါပေမဲ့ပြီးခဲ့တဲ့ရှုံးထွက်ပွဲစဉ်မှာဂျပန်နဲ့ကစားသွားတဲ့သူတို့ရဲ့ကစားမှုတော့နည်းနည်းလေးအတိမတ်ပြုလာရတယ်ပေါ့ဒီအုပ်စုကစားသွားတဲ့ပွဲစဉ်တွေရဲ့ဒီရှုံးထွက်32သင်းအဆင့်မှာဆိုရင်ဒီဂျပန်နဲ့ကစားသွားတဲ့ပွဲလေးတော့ပို့ပြီးတော့အတိမတ်ပြုခဲ့တယ်ပေါ့နော်ဘာလို့အဲ့မှာ true ကြကျွန်တော်တို့ဘာလို့ချီးကျူးတင်လဲဆိုဂျပန်ရဲ့ကစားမှုဂျပန်ရဲ့လှုပ်အားနှုန်းတွေကိုကျွန်တော်တို့အတိမတ်မပြုတ်ပဲမနေနိုင်ဘူးဟုတ်ကဲ့ဘာလို့ဘရာဇီးလိုအသင်းမျိုးကိုသူတို့တကယ်ကို1-0အခက်ကစားခဲ့တယ်ပြီးတော့မှချီပါကူတွေပေးပြီးတော့ပေးခံရပြီးတော့နောက်ဆုံးမိနစ်ကျမှပေးခဲ့တာဂျပန်အတွက်ဒါဟို1-0စရာတော့မဟုတ်ဘူးဒါပေမဲ့ဂျပန်ကုန်ပြီးတာပေါ့အခုအာရှနိုင်ငံတွေနဲ့ဟုတ်ကဲ့ဒါပေမဲ့ဘရာဇီးကတော့ကျွန်တော်တို့ပြီးခဲ့တဲ့ဘရာဇီးတော့မဟုတ်သေးဘူးဆိုတော့ပြောချင်ပါသေးတယ်အဲ့တော့အဲ့နေ့ကပွဲမှာဆိုအကိုပြောလို့ပဲဒီဘရာဇီးကကျွန်တော်စိတ်ထဲမှာလေထင်တာပေါ့တပွဲထက်တပွဲပို့ပြီးတော့ဒီစနစ်ကြလာအန်ဆယ်လော့တီနဲ့အစေးကတ်လာတဲ့ဘရာဇီးကိုကျွန်တော်မြင်ရတယ်ပြီးတော့အန်ဆယ်လော့တီကဒီဂိုးလိုတဲ့အချိန်မှာတိုက်စစ်လေးရောက်ဒါကစားပိုင်းဟာကျွန်တော်ချီးကျူးချင်ပါတယ်ဒီကူညာနေရာမှာဒီမာတင်နယ်လီကိုထည့်ပြီးတော့တိုက်စစ်မှာသူတို့အန်ဒရစ်ဒီကူညာရီယန်ဒီဖီနီစီရဲ့တိုက်စစ်၄ယောက်တန်းကြောင်းနဲ့ဂျပန်ကန်စစ်ကပြိုကွဲခဲ့တယ်ပေါ့အဲ့တော့အန်ဆယ်လော့တီရဲ့ညီးပြူအကြောင်းဒီဘရာဇီးကဂျပန်ကိုနောက်ဆုံးမိနစ်နဲ့နိုင်ခဲ့လို့ကျွန်တော်ကထင်မိပါအဲ့တော့ကိုရဲ့ဒီဘရာဇီးရဲ့ကန်စစ်ပေါ့လေဘရာဇီးကန်ဆက်ကဒီဂျပန်ကိုတော့မှဥဆောင်မှုပေးခဲ့ရဆိုအခုနော်ဝေးကတကယ်စိတ်ရုပ်သူသားကြီးဟာလန်ကိုအိမ်နိုင်မှာများကိုအခုမြင်နေပြောရပါနော်ဝေးတစ်ဖက်သင်းကိုနော်ဝေးကိုပြန်ကြည့်မယ်ဆိုရင်တကယ်ကိုကောင်းတဲ့အသင်းဖြစ်တယ်ဒါပေမဲ့ဘရာဇီး level မရောက်ဘူးဆိုရင်တကယ်ကိုတူးချင်းထူးချွန်တဲ့ကစားသမားရှိခုမှဟိုဟာလန်လို့ဟုတ်ကဲ့ဟုတ်ပြီကွာအစင်းနဲ့တကယ်ကိုကောင်းတဲ့ကစားသမားရှိတယ်ဒီဟာလန်ဆိုလဲဒီ32သင်းအဆင့်မှာအသင်းကိုအနိုင်ကိုသွင်းပြီးတော့အပေါ်ဆွဲတင်လာခဲ့တာဟာလန်ရဲ့တူးချင်းဆန်းဆောင်ရဲ့ဟန်လာရဲ့အသင်းပေါ်ပေးဆက်မှုတွေကတကယ်ကိုပြန်သွားထင်ပြင်းရတယ်အဲ့ဒီမှာဘယ်သူကဥဆောင်နေလဲဆိုတော့အသင်းကောင်းဆောင်အိုဒီကက်ဟုတ်ကဲ့ဒီအသင်းရဲ့ဟိုတိုက်စစ်ခံစစ်ကိုစီမျောပြီးတော့တကယ်ကိုဥဆောင်ပြီးကစားတာဘရာဇီးအနေနဲ့ပေါ်လို့မရဘူးဆိုတော့ဒီတွေကတက်တည်ရှိနေတယ်ဟုတ်ကဲ့အဲ့တော့သူတို့မေ့ထားလို့မရတာဟာလန်အချိန်မီကိုသွင်းနိုင်တယ်ဟုတ်တယ်ကိုသွင်းနိုင်တယ်အဖြူကိုပြောင်းလဲပေးနိုင်တယ်ကစားသမားဖြစ်တယ်ဆိုတော့သူတို့ဘရာဇီးမေ့ထားလို့မရအောင်ဟုတ်ကဲ့ပြီးတော့သူတို့ဒီနော်ဝေးသင်းရဲ့ဒီအောင်ပွဲခံတဲ့ fighting ပုံစံအောင်ပွဲခံတဲ့ကဘာမှာဟိုဘောလုံးပိတ်တဲ့ကြားမှာ trend ခုအနေနဲ့ဖြစ်နေတယ်နော်ဝေးဘက်မှာတော့ဒီစိတ်ပိုင်းဆိုင်ရာရောဒီကစားအားအရာရောဒီဘရာဇီးကိုချိန်မီဒုက္ခပေးနိုင်တဲ့ဟာလန်နဲ့ရှင်နေတော့ဘရာဇီးတော်တော်လေးတော့ခက်ခဲနေပြောတာဖြစ်လာတယ်အဲ့တော့ကိုဒီ Vinicius ဦးဆောင်တဲ့ဘရာဇီးတိုက်စစ်ပေါ်လေအကောကဒီဘရာဇီးအသင်းကိုတောက်လျှောက်အားပေးခဲ့တဲ့လူတယောက်ဆိုတော့ဒီဘရာဇီးတိုက်စစ်မှာဒီလိုအပ်ချက်တွေရှိမယ်ဆိုဘာဖြစ်မလဲကိုပြောမယ်ဆိုရင်တော့ဂိုးသွင်းတေချာမှုတွေလိုအပ်တယ်ဘာကြောင့်ဂိုးသွင်းတေချာမှုလဲဆိုတော့ဂျပန်နဲ့ပွဲမှာလည်းသူတို့ဂိုးသွင်းတေချာမှုတွေမရှိခဲ့လို့ဒါဒီနောက်ဆုံးအချိန်ကြီးရုန်းကန်ခဲ့ဟက်ခဲနဲ့ရုန်းကန်ခဲ့ရတယ်ဘလူးချင်းအခုမာတင်နယ်လီဆိုရင်ဂိုးသွင်းသွားတဲ့အလုံးမျိုးဒီအနိုင်ဂိုးသွင်းသွားလို့ဆိုတကယ်အဲ့လိုမျိုးကစားသမားမျိုးမျိုးမှာဒါဘရာဇီးအစစ်ဘရာဇီးစစ်ပေါ့နော် first step ယူလိုက်တယ် first step ယူပြီးတော့ second ဟုတ်တယ်တက်မှာတခါလေဂိုးသွင်းပြီးသားဖြစ်နေဘရာဇီးဆိုတာကျွန်တော်တို့သိခဲ့တဲ့ဘရာဇီးဆိုတာအဲ့လိုမျိုးပုံစံပြရမှာဘာလို့ဆိုဒီ defender တွေအများကြီးထားမှာ first step ဖမ်းတယ် second test မှာတခါလေဂိုးတွေကိုကန်ပြပဲကိုးပါတယ်ပြိုင်ပွဲတစ်ခုလုံးကိုပြောင်းလဲပေးနိုင်တယ်ကျွန်တော်သိတဲ့ဘရာဇီးကအဲ့ဒါဟုတ်ကဲ့ကိုအဲ့တော့ဒီပွဲအနေနဲ့နောက်ဆုံးမေးချင်တာဒီဘရာဇီးနဲ့နော်ဝေးပေါ့လေဘလို့ရလက်ဖြစ်လာနိုင်တယ်ကိုကျွန်တော်ကတော့ဟိုမိနစ်60ထိတော့ဟိုတီးကြသွားမယ်ထင်တယ်ဟုတ်ကဲ့ကိုနောက်တစ်ဆင့်တက်မှတဲ့နောက်တစ်ဆင့်တက်မှတဲ့တော့ဘရာဇီးပဲဖြစ်တယ်ကျွန်တော်ကတော့ဟာလန်ယူဂိုးသွင်းစေချင်တယ်ဟုတ်ကျွန်တော်လည်းဟာလန်နဲ့ဖီနီစီပေါ့လေဂိုးသွင်းမလားဆိုတာကျွန်တော်အဓိကစောင့်ကြည့်ရမယ်ပွဲဖြစ်တယ်ပြီးတော့ဘရာဇီးအတွက်နော်ဝေးကခက်ခဲမဲ့တိုင်မဲ့ဖြစ်လာနိုင်တယ်အခုပြောလို့ပဲဒီမိနစ်60အတွင်းမှာအပြေပေါ်ဖို့ခက်တဲ့ပွဲလို့ထင်မိပါတယ်အဲ့တော့နောက်တစ်ပွဲဖြစ်တဲ့ Ancient Mexico နဲ့ကျွန်တော်ရဲ့နာမည်ကြီးအင်္ဂလန်နဲ့ပွဲအဲ့တော့အင်္ဂလန်ရဲ့ခြေသွမ်းအောင်ကိုအင်္ဂလန်သဘောကျမိတယ်အင်္ဂလန်ကကျွန်တော်တို့အမြဲတမ်းပြောနေကြတိုင်းပဲလေကမ္ဘာမီဒီယာတွေကမ္ဘာဟိုဇက်ခုံပေါ်မှာတော့အင်္ဂလန်ကအမြဲတမ်းနာမည်ကြီးတယ်ဒါပေမဲ့တိုင်ပွဲကြလို့ရှင်အောင်ဖြာလိုက်ပြီးပြန်သွားတာအများကြီးဟုတ်ကဲ့ပါဒါပေမဲ့ကျွန်တော်တို့ပထမပွဲကလွဲလို့ကျန်တဲ့ပွဲတွေကအင်္ဂလန်အစ်စ်မဟုတ်ဘူးလို့ခံစားရတယ်ကျွန်တော်ပထမဆုံးဟို4-2နဲ့နိုင်ရတဲ့ပွဲကလွဲလို့ကျန်တဲ့အင်္ဂလန်တော်တော်ကြီးချိန်နေစိုးခဲ့တယ်ပြီးခဲ့တဲ့16 32သင်းအစ်စ်မှာဆိုလဲကွန်ဂိုနဲ့ကစားသွားတဲ့အင်္ဂလန်ခြေစမ်း
တကဘာလုံးမေကွန်းထုတ်စရာတွေအများကြီးရှိခဲ့ဟာဒီဂိမ်းလို့ပြောင်းလဲအဖြေကိုပြောင်းလဲပေးနိုင်တဲ့ကစားသမားမျိုးရှိခဲ့လို့ပေါ့ဟာဒီဂိမ်းလို့ပွဲဖြူပြောင်းလဲပေးနိုင်တဲ့ကစားမျိုးကမရှိခဲ့ ဒုက္ခရောက် အင်္ဂလန် အဲ့တော့ကျွန်တော်ကဒီအကိုသက်ပို့ပြီးတော့ပြောချင်တာအင်္ဂလန်ပါလဲဆိုတော့ဒီဟာရီကိန်းလာမရှိရင်အုပ်စုဆင်းရတော့တက်ပြမှာကျွန်တော်စဉ်းစားမိရတော်တော်လေးကိုအကိုကစဉ်းစားကြည့်ဒီကွင်းလန်မှာဆိုတဲ့ဒီကစားသမားကောင်းတွေအများကြီးရှိတယ်တိုက်စစ်ကစားသမားကောင်းတွေလည်းရှိတယ်ပွဲဖြူကိုပြောင်းနိုင်ကစားသမားတွေအများကြီးရှိတယ်ဒါပေမဲ့ဂိုးရဖို့အတွက်ဟာရီကိန်းကအဓိကအားကိုးနေရဆိုတော့အတိတ်ပဲမရှိဘူးပြီးတော့သူတို့အရန်မှာဆိုတော့ဒီ Watkins တို့ဒီတိုနီတို့လိုကစားသမားတွေပါလာဒီကစားသမားတွေကိုသူပဲခုချိန်ကြီးလုံးဝထုံမတော်မှုဒီပွဲဖြေပြောင်းမှုလည်းစူပါဆက်နေလည်းမတုံးပြီးတော့သူခဲတဲ့ဒီနီးပြူဟာဒီခေါင်းမာမှုတွေပြီးတော့အားနည်းမှုတွေကအင်္ဂလန်ကိုပို့ပြီးအချိန်ကြီးစိုးစေလို့ထင်တယ်အဲ့တော့ကိုအင်္ဂလန်တက်စစ်ကတော့ဘယ်လိုပဲဖြစ်ဖြစ်အားနည်းချက်တွေရှိနေအဲ့လိုအချိန်မှာတွေးမဲ့အသင်ကတကူမှမပေးရတဲ့မက်ဆီကိုဖြစ်အဲ့တော့မက်ဆီကိုအသင်းကအင်္ဂလန်ကိုဘယ်လောက်ဒုက္ခပေးနိုင်လဲထင်တယ် မက်ဆီကိုကဒီအင်ရှင်နိုင်ငံ၃နိုင်ငံထဲမှာဆိုရင်ပို့ပြီးတော့သဘောကျမိတဲ့နိုင်ငံစနစ်တကျကစားတဲ့ပုံစံဖြစ်တယ်နောက်တစ်ခုကအင်္ဂလန်ကဘယ်ချမ်းအားနေလဲဆိုတော့ညာချမ်းကတော်တော်အားနေတယ်နော်ဒီညာချမ်းဒီမန်တူဂီတို့ဒီဘက်ကစပန်တို့တော်တော်အခြေအနေဆိုးတဲ့အနေအထားတွေရှိတယ်ပေါ့နော်ဒါအင်္ဂလန်ရဲ့အားနေချက်ဒါပေမဲ့မက်ဆီကိုကလည်းကမ္ဘာဖလားလီ16သင်းစင်အောင်ရောက်လာပြီဒီနီးပြဟာမတုံးမဲနဲ့နေမှာမဟုတ်အင်္ဂလန်ရဲ့ဘေးနေအောင်အားနေတယ်ဆိုတာသူတို့သိဒီကဖြစ်မှာဒီမက်ဆီကိုကလုံးဝညံ့တဲ့အသင်းမဟုတ်ခုချိန်ကြီးလေပေးကိုတကူမှမရှိသေးဘူးတကယ်ကိုစမတ်ကြတဲ့အသင်းတစ်သင်းဖြစ်တယ်အဲ့တော့မက်ဆီကိုအနေနဲ့အင်္ဂလန်ကိုကောင်းကောင်းဒုက္ခပေးမှသိရနောက်တစ်ခုအားသာချက်အိမ်ရှင်ဖြစ်နေတယ်အိမ်ရှင်ဖြစ်တဲ့ပြင်အဲ့မက်ဆီကိုအခုအင်္ဂလန်နဲ့ကစားမယ်အိမ်ကွင်းရဲ့ဒီပင်လယ်ရေမြင့်တဲ့ပြင်အထက်ပေါ့လေထောင်ချီမြင့်တဲ့ချင်းချင်းမျိုးမှာကစားရအဲ့လိုကွင်းမှာကစားရတဲ့အတွက်ဒီမက်ဆီတို့လိုကစားမမျိုးကြောင့်မှဒီအော့အန်မှုတွေပေါ့အသက်ရှူမှုရတဲ့အတွက်အော့အန်မှုတွေဖြစ်တယ်ပြီးတော့ဒီလေတူးကလည်းဒီကျွန်တော်ဒီမြေပြင်ချင်းချင်းမျိုးနဲ့မတူတဲ့ချင်းချင်းမျိုးတွေရှိရပေါ့လေပြီးတော့မှတ်ရဆိုတော့ပဲဒီအင်္ဂလန်တင်းကဒီအဲ့ကွင်းမှာအခုကစားမယ်ကွင်းမှာပေါ့လေဒီ1986တောင်အာဂျင်တီးနားနဲ့ကစားခဲ့တယ်အဲ့ပွဲမှာဒီအာဂျင်တီးနားရဲ့ဒီမာဒိုနာကဖျားပေးရဲ့လက်နဲ့ကိုတွင်ခဲ့အင်္ဂလန်တော့ကတကယ်ရာဇဝင်တွင်အောင်တွင်ခဲ့တဲ့ကွင်းမှာအခုသူတို့ရဲ့နောက်ထပ်ဆုံးဖြတ်အဆင့်တက်ဖို့အတွက်ကန်ရမယ်ဆိုတော့တော်တော်လေးတော့ခက်ခဲချက်တဲ့အခြေအနေတော့ဖြစ်နေပေါ့အဲ့တော့နောက်ဆုံးအနေနဲ့ပေါ့ဒီမက်ဆီကိုနဲ့အင်္ဂလန်ပွဲမှာအကိုရဲ့အကြိုက်လေးပြောပြပါကိုကတော့မက်ဆီကိုပို့ပြီးသဘောကျဟုတ်ကဲ့ပါကိုအဲ့တော့ကျွန်တော်လည်းဒီပွဲမှာဒီအင်္ဂလန်ကိုမက်ဆီကိုကဒုက္ခပေးဖို့များတယ်အေရှင်ခွန်ရေးနဲ့အင်္ဂလန်ကိုတော့မှနောက်တော့ဆင့်ကိုဒီမတက်အောင်ထိန်းချုပ်နိုင်မယ်မက်ဆီကိုလို့ထင်မိပါတယ်အဲ့တော့ဒီနေ့ပွဲရင်းနဲ့ပတ်သက်ပြီးကိုပြေဆုံးတုံးတက်ပြီးတော့ကျေးဇူးတင်ပါတယ်များဟုတ်ကဲ့ပါများဒီနေ့မှာကျွန်တော်တို့ကဘရာဇီးနဲ့နော်ဝေမက်ဆီကိုနဲ့အင်္ဂလန်ပွဲရင်းနဲ့ပတ်သက်ပြီးတော့တုံးတက်ပေးခဲ့တာဖြစ်ပါတယ်များကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးဒူပဲကျေးဇူးတင်ရှိပါတယ်ဗျ